ဗိုလ်ချုပ်အောင်ဆန်းကိုပခုတ်ကူဆရာတော်ကြီးကဩဝါဒ၄ခွန်းပေးခဲ့ပါတယ်ဗိုလ်ချုပ်လောက်ကြံမခံရမီတစ်နှစ်ခန့်အလိုမှာအထက်မြန်မာပြည်ဆရာတော်ကြီးတွေအောက်မြန်မာပြည်ဆရာတော်ကြီးတွေနဲ့တွေ့ဆုံခဲ့ပါတယ်အဲ့ဒီတွေ့ဆုံတဲ့ပွဲမှာပခုတ်ကူဆရာတော်ကြီးကဗိုလ်ချုပ်အောင်ဆန်းကိုဩဝါဒ၄မျိုးပေးခဲ့ပါတယ်ပခုတ်ကူဆရာတော်ကြီးကဗိုလ်ချုပ်အောင်ဆန်းကိုပေးခဲ့တဲ့ဩဝါဒကဘာလဲဆိုတော့သူများမြောက်တိုင်းလဲမမြောက်နဲ့မမြောက်ဖဲလဲမနေနဲ့သူများ6တိုင်းလဲမကြောက်နဲ့မကြောက်ဖဲလဲမနေနဲ့ဆိုပြီးမှဩဝါဒစကား၄ခွန်းပေးခဲ့ပါတယ်အဲ့လိုပေးလိုက်တဲ့အခါမှာဗိုလ်ချုပ်အောင်ဆန်းကချက်ချင်းနားမလဲဘူးနားမလဲတော့ဆရာတော်ဘုရားကြီးကိုအကျယ်ချက်ပြီးမှရှင်းပြခိုင်းတဲ့အခါမှာဆရာတော်ကြီးကခုလိုဆုံးမခဲ့ပါတယ်သူများမြောက်တိုင်းလဲမမြောက်နဲ့ဆိုတာကငငယ်ရွယ်နဲ့ဗိုလ်ချုပ်ဆိုတဲ့ယာဓုတွေနာမည်ကောင်းတွေရလာတဲ့အခါမှာကိုကျိုးရှာလို့တဲ့သူတွေကဗိုလ်ချုပ်ဆိုပြီးမှမြောက်စားပြီးတော့သူတို့ရဲ့အကျိုးစီးပွားကိုရှာလေးရှိတယ်အဲ့လိုပုံကိုယ်တွေနဲ့တွေ့လို့ရှိရင်သူတို့မြောက်တိုင်းကိုမမြောက်နဲ့လို့ဆရာတော်ကြီးကဆိုလိုတာဖြစ်ပါတယ်မမြောက်ဖဲလဲမနေနဲ့ဆိုတဲ့ဒုတိယဩဝါဒကကြတော့ကိုလိုရမယ့်ကိစ္စကိုပြီးမြောက်အောင်လုပ်ပါကိုလိုရမယ့်လွတ်လပ်ရေးရစရာရှိတဲ့ဟာကိုရအောင်ယူပေးပါအဲ့ဒီကိစ္စကိုပြီးမြောက်အောင်လုပ်ပေးပါလို့ဆိုလိုတာဖြစ်ပါတယ်နောက်တစ်ခွန်းကတော့သူများ6တိုင်းလဲမကြောက်နဲ့တဲ့သူများ6တိုင်းလဲမကြောက်နဲ့ဆိုတာကလောကကြီးထဲမှာနေရာတစ်ခုကိုအေးချင်းမရှိဘဲနဲ့မယုံမသားယူကျင်တဲ့အတူတွေဟာတစ်ဖက်သားကို6လန့်ပြီးတော့အဲ့ဒီနေရာကိုယူတတ်ကြတယ်အဲ့လိုပုံကိုယ်တွေနဲ့တွေ့တဲ့အခါကြလို့ရှိရင်ဗိုလ်ချုပ်ကိုမကြောက်နဲ့လို့ဆရာတော်ကြီးကဆိုလိုတာဖြစ်ပါတယ်မကြောက်ဖဲလဲမနေနဲ့ဆိုတဲ့နောက်ဆုံးဩဝါဒရဲ့အဓိပ္ပာယ်ကတော့ကိုကဗိုလ်ချုပ်ပဲငါ့ကိုတနိုင်ငံလုံးကချစ်ကြတယ်ငါ့ကိုလုံးကြံမဲ့သူမရှိဘူးဆိုပြီးမှပေါ့လေးတွေးပြီးမှမနေခိုင်းတာဖြစ်ပါတယ်အဲ့ဒီဩဝါဒဟာဆိုလို့ရှိရင်ပခုတ်ကူဆရာတော်ကြီးကဗိုလ်ချုပ်အောင်ဆန်းကိုပေးခဲ့တဲ့ဩဝါဒ၄မျိုးဖြစ်ပါတယ်အဲ့ဒီဩဝါဒ၄မျိုးဟာဆိုလို့ရှိရင်ပခုတ်ကူဆရာတော်ကြီးကဗိုလ်ချုပ်ကိုပေးခဲ့ပေမဲ့လို့ညမောက်ခက်ကိုလိုရမယ့်အလုပ်ကိုပြီးမြောက်အောင်လုပ်ချင်တဲ့သူတိုင်းကြိုးစားချင်တဲ့သူတိုင်းလိုက်နာတဲ့ဩဝါဒလေးတစ်ခုဖြစ်ပါတယ်